အားလုံးပဲမင်္ဂလာပါကျမကတော့မတ်ချောစုလှိုင်ပါဒီကနေ့မှာတော့မိတ်ဆွေတို့ရဲ့ခန္ဓာကိုယ်အတွင်းမဂနီဆီယမ်ပြက်လက်မှုကိုအလွယ်ကူဆုံးနဲ့အထည်ရောက်ဆုံးကူညီပေးနိုင်တဲ့နည်းလမ်းလေးနဲ့မျှဝေပေးခြင်းပါတယ်မဂနီဆီယမ်ကခန္ဓာကိုယ်အတွက်အလွန်အရေးကြီးတဲ့သတ္တုဓာတ်တစ်မျိုးပါအသက်ရှည်ပြီးတော့ကျန်းမာရေးကောင်းမှုအတွက်အရေးပါတဲ့လှုပ်ဆောင်ချက်တွေအများကြီးရှိတယ်မဂနီဆီယမ်ချို့တက်လာပြီဆိုရင်စိတ်ဖိစီးမှုများတာတွေညအိပ်မပျော်တာတွေနှလုံးခုန်လုံးမမှန်တာတွေရှိမယ်အဓိကကတော့ကြွက်သားတွေအားနေသွားမယ်ကြွက်သားတွေအားမရှိဘူးလို့ပြောလိုက်ရင်လူတွေထင်နေကြတာကခြေတွေလက်တွေမှာရှိတဲ့ထိုင်ထလမ်းလျှောက်လို့ရတဲ့ကြွက်သားတွေပဲထင်နေကြတယ်ဒါတွေမဟုတ်ပါဘူးနေ့စဉ်စားတောက်တဲ့အစားတောက်တွေညူချဖို့ကလည်းဆိုင်ရာကြွက်သားတွေအလုံးလုံးရတယ်နော်စကားပြောဖို့အတန်ထွက်လာဖို့ကလည်းကြွက်သားအလုံးလုံးရတယ်ဦးလန်းကျောင်းကအစာတွေကိုလိုအပ်တဲ့နေရာတွေကိုပို့ဆောင်ပေးဖို့အတွက်လည်းကြွက်သားနော်ဝမ်းမှန်ဖို့ဥလှုပ်ရှားဖို့နှလုံးခုန်နှုံးတွေမှန်ဖို့အသက်ရှူဖို့ဒါလည်းကြွက်သားတွေအားကောင်းနေဖို့အရန်အရေးကြီးတယ်ကြွက်သားတွေအားနှဲသွားပြီဆိုရင်တကူလုံးထိခိုက်တာပဲဒါကြောင့်အသက်ကြီးလာတာနဲ့အမျှအတန်ဩဇာဆုပ်ယုပ်လာတာတွေနော်အစာမျိုးချဖို့ခက်ခဲလာတာတွေဘိုက်ထဲမှာလေတွေပွားနေတာများနေတာပြီးဝမ်းမှန်မသွားတာနှလုံးကကောင်းအလုံးမလုံးနိုင်တာနောက်ဆုံးအသက်ရှူဖို့ခက်ခဲလာတဲ့ဒီကြုံတွေ့လာရတယ်ဒါတွေကမဂနီဆီယမ်ချို့တဲ့ပြဿနာတွေပါတက်ကြီးရွယ်တွေမှာဆိုပြောတာကြားဘူးတယ်ပေါ့နော်အသားတွေစားကျင်တယ်ဒါပေမဲ့ဝါဖို့အစင်မပြေတော့ဘူးသွားတွေကတုံးလာပြီဒီလိုတွေကြားတယ်ပေါ့နော်တကယ်တမ်းကအစာဝါဖို့ကြွက်သား18မျိုးရဲ့အကူအညီလိုအပ်တယ်မဂနီဆီယမ်ချို့တဲ့လာတဲ့အတွက်အဲ့ကြက်သားတွေကအားနည်းနေတဲ့အတွက်အဲ့ဒီလိုပြဿနာတွေဖြစ်ရတယ်ဒါကြောင့်ခုလိုတွေမဖြစ်ရလေအောင်နေထိုင်စားတောက်ကြရမယ်လိုအပ်ရင်ဖြစ်ဆွက်စာတွေစားပေးရမယ်ကြွက်သားတွေစီးကျက်မှန်လုံနိုင်မှုကမဂနီဆီယမ်ကယ်ဆီယမ်ကအရေးကြီးတဲ့အခန်းမှာပါဝင်နေတယ်နော်ဒါကြောင့်အကောင်းဆုံးကြံပြုလိုက်ပြရစေနေ့စဉ်နဲ့မျှကိုတောက်နေတဲ့ရေထဲမှာမဂနီဆီယမ်ကယ်ဆီယမ်နေမျှတစွာရရှိစေနိုင်တဲ့အေကာမက်နည်းပညာမြင့်တောက်ရည်တန်ဆက်ကိုထိုင်းနိုင်ငံကဆရာဝန်ကြီးကိုယ်တိုင်ထုတ်လုပ်ပေးလိုက်ပါပြီမိတ်ဆွေတို့ရဲ့နေ့စဉ်ကျန်းမာရေးကိုအေကာမက်နဲ့စောင့်ရှောက်နိုင်ကြပါစေရှင်အားလုံးကိုကျေးဇူးတင်ပါတယ်